こんにちは。အားလုံးပဲမင်္ဂလာပါ Marvel CCTV Center ကနေပြောပြနေကြလိုက်ပါတယ်။私က Marvel CCTV Center Japan and English Department က IT Sensitive ဖြစ်ပါတယ်။ဒီမှာတော့私က Undo Level အတွက်တူထားပြီးတဲ့ခန်းကြီးကို revision ပြန်ပြီးတော့လုပ်ပေးတော့မှာဖြစ်ပါတယ်။ဆိုတော့ Accurate Page မှာဒီ grammar ခေါ်ရည်ပုံပုံverb တို့ adjective တွေအစရှိရာရောတူနေထားရမလို့ accurate page မှာဝင်ပြီးလာတော့လို့ရပါတယ်ဆိုတော့မစခင်မှာ accurate Marvel CCTV Center မှာဒီရက်တာပြီးတော့ထိရောက်မှုရှိတဲ့ဂျပန်စာနဲ့အင်္ဂလိပ်စာတွေနဲ့လာရောက်ပြီးဆောင်ရရပါတယ်ဒီဒါဆိုရင် accurate စလိုက်ကြရအောင်တော့ဒီမှာ key နံပါတ်50ကနေစထားရပါတော့ဘယ်လိုလဲဆိုတော့အရှိမှာ call ရီကိုပေါ့နော်နံပါတ်50အထိတင်ပြီးသားဆိုတော့ဒီမှာ50အထိ50ရာနေပြန်ပြီးတော့စထားလိုက်တယ်လေတော့ပထမဦးဆုံးအလုံးကကြတော့စုခုတူဒီအန်တူရောက်လာပြီဆိုလို့ရှိရင် verb တွေကိုအရင်မှတ်တာကောင်းတယ်ပေါ့နော်ခဏလောက်မြည်ပြီဆိုလို့ရှိရင်ပြီးတော့မှသူ့တွဲဖက်လို့ရှိရင်ဘယ်လိုဖက်လဲဆိုတာကိုမှတ်တာပို့ပြီးအစီအပြေပေါ့နော်ဆိုပထမတစ်လုံးကကြတော့စုခုတူအနောက်က root ထွက်တယ်စကူလို့ဖတ်တယ်သူကကြောင့်ပြုတ်လောက်တာပဲဟိုစကူဒီမှာဆိုပဲပေါ့နော်သူကိုတလုံးလုံးနဲ့တွေ့ထားမှဆိုလို့ရှိရင်ကြတော့ဆိုပြီးတော့ဖတ်တယ်နော်ဆိုဒီအရာစကူတို့ဒီနောက်တစ်လုံးကကြတော့ခိုးမှုတို့ရဲ့ခါဘူးတို့ရဲ့တော့တိလောက်မယ်အုတ်ထုံဆောင်တာပေါ့နော်ဒီ alpha ရောက်ခဲ့ပြီးသားဆိုတော့နောက်က root ထွက်မယ်ဒါလည်းနောက်က root ထွက်တာပဲဆိုတော့အကြီးကတခုခုပါအဝိစာနဲ့ပတ်သက်တာတခုခုပါလို့ရှိရင်ကြအုတ်ထုံဆောင်တာခါဘူးတို့ဒီဟိုခိုးမှုတို့ဆိုပြီးဖတ်တဲ့အခါကြလို့ရှိရင်ကြတော့အကာအကွယ်ပေးရဆိုတဲ့သဘောမျိုးပေါ့နော်ဆိုတော့ခိုးမှုတို့ခါဖို့တို့တို့တွဲဖက်ရင်ကြတော့ဟိဆိုပြီးဖတ်ပါတယ်။ပြီး52ကကြတော့ဝါစာဆိုပြီးဖတ်တယ်။တို့တော့တိရဂီဆိုပြီးပြီးထားရပါတော့။ဝါစာဆိုတာကလည်းဟိုပြောရမယ်ဆိုရင်အမှုပညာပေါ့နော်ဟိုတခုခုဖန်တီးမှုအဲ့လိုမျိုးပြောရတယ်။ဆိုတော့ဒီမှာတွဲဖက်ရင်ကြတော့သူ့ကိုဂီစွတ်တို့ပါတော့မှာပါတယ်ပေါ့နော်။ပြီးကြ53ကကြအနောက်ကဣထက်တယ်သူကဟိခွေလို့ဖတ်တယ်ပေါ့နော်။နှိမ့်ကြတာနှိမ့်ကြရဲဆိုတော့နဲရပူလာတော့အဲ့လိုမျိုးပြောပါတော့ဆိုတော့တွဲဖက်ရကြတော့သူသဲဆိုပြီးဖတ်ပါတယ်နောက်လုံးကကြတော့ဒါကိုမတ်တာဆိုပြီးဖတ်တယ်ပေါ့နော်ဒါရှိဖူခုအနေနဲ့တော့တီးတာမတာဖူခုတူတူပဲပေါ့နော်ဗါလဲဆိုတော့ restore လုပ်တာပေါ့နော်သူရဲ့သဘောကတော့ဒီနောက်တစ်လုံးကကြတော့ဥစုအနောက်က root ထက်တယ်ဥစုဒီကောင်ကကြတော့ပြောင်းရွှေ့ရဆိုတဲ့သဘောပေါ့နော်ဒီနားမှာစစ်ဖြစ်မှာပေါ့နော်ဟို SU စစ်မဟုတ်ပဲနဲ့ TSU စစ်ဖြစ်တယ်ဆိုတာလည်းချက်တည်းထားပြီးမယ်ပေါ့နော်ဆိုတော့ဥစုရွှေ့ပြောင်းတာပြောင်းရွှေ့ရဆိုတဲ့သဘောပေါ့နော်ဒီကကြတော့တွဲဖက်လို့ရှိရင် E ဆိုပြီးဖတ်တယ် E ဒိုလို့ပါလို့ပေါ့နော်နောက်တစ်လုံးကကြတော့ဒါလေးသူ့ကိုကြတော့တွဲဖက်တာလို့ရှိရင်ဒီထားမှာအရှိမလူလေးပါတယ်ပေါ့နော်အရှိမလူလေးပါမှာသူ့ကိုခို့ဆိုပြီးဖတ်တယ်ဗါလဲဆိုတော့ဒီမှာ individual တယောက်ချင်းစီဆိုတဲ့ပုံစံမျိုးပေါ့နော်ပြီး59ကကြတော့သူ့ကိုခတ်တူဒါမှမဟုတ်သူ့ဆိုပြီးဖတ်တယ်ဒီ gate ဆိုတဲ့သဘောတရားပေါ့နော်တွဲဖက်ရင်ကြတော့သူ့ကိုမိုးဆိုပြီးဖတ်တယ်လေပြီးတော့58ကကြတော့ခဒါတော့ဒီဒါဒိုက်ကာရိုမပါတော့ပေါ့နော်ဗါလဲဆိုတော့ဒီ chapter တို့ lesson တို့ session တို့အဲ့လိုသဘောမျိုးပေါ့နော်ပြီးတော့59ကကြတော့ no ဆိုလို့နိုးစုတွေဒါမှမဟုတ်တလုံးနဲ့တခြားရတဲ့တွဲဖက်မယ်ဆိုလို့ရှိရင်သူ့ကိုနိုးဆိုပြီးဖတ်တယ်ဗါလဲဆိုတော့အုံနှောက်မှတ်ညာအဲ့ဒါမျိုးပြောတာပေါ့နော်ဆိုတော့ဒါလေးကနိုးစုတွေစမ်းနေနော်ပြီးတော့60ကကြတော့ keyword မဲလို့အနောက်က မဲလို့ထက်တယ်သူ keyword မဲလို့ဆိုပြီးဖတ်တယ်ပေါ့နော်တက်ဖတ်မယ်ဆိုလို့ရှိရင်ကြတော့ q တို့ကိုခုလို့ဆိုပြီးဖတ်တယ်ဗါလဲဆိုတော့ဒါအဆုံးသတ်ဆိုပြီးပြောတာပေါ့နော်ဒီက61ကကြတော့ဖူခုမှုအနောက်ကမှုဒါမှမဟုတ်မဲလို့ထွက်တယ်ဖူခုမဲလို့ဘာလဲဆိုတော့ပါဝင်တာအဲ့လိုမျိုးသဘောတရားပေါ့နော်ဆိုတော့တက်ဖတ်မယ်ဆိုလို့ရှိရင်ကြတော့သူဂန်းဆိုပြီးဖတ်တယ်လေပြီးတော့62ကကြတော့ခူရကကြတော့ဟိုပြောရမယ်ဆိုရင်တော့ကိုတောင်လို့ပြောတာပေါ့နော်တခုခုတိုးလောင်ထားတာတခုခု store လုပ်ထားတဲ့နေရာမျိုးပေါ့နော်ဆိုတော့တက်ဖတ်မယ်ဆိုလို့ရှိရင်ကြတော့ဆိုပြီးဖတ်တယ်လေပြီးတော့63ခက်မှုလုံးကကြအနောက်က root ထွက်တယ်ဟာကတို့ဆိုတာကတိုင်းထွာတာတိုင်းတာတာအဲ့လိုပြောပါတော့ဟိုကတွဲထက်မယ်ဆိုရင်တော့ zero လို့ဖတ်တယ်သူကကြောင့် amount လို့ပမာဏလို့ပြောတယ်ဒါကတော့တီးပြီးသားလို့ထင်ပါတယ်ပြီး64ကကြောင့်ခတာကကြတော့ဟိုက type to model လို့သူ့ရဲ့ပုံစံပြောတာပေါ့နော်ပြီးတော့တွဲထက်မယ်ဆိုလို့ရှိရင်ကြတော့သူ care ဆိုပြီးဖတ်ပါတယ်65ကကြတော့ match တဲ့နောက်ကတိတ်ထွက်တယ်သူ့ကို match တဲ့လို့ဖတ်တယ်ပေါ့နော်။ဘာလဲဆိုတော့ဟိုလေ jaw ဖြောနေသူကအခြေအနေကိုပြောတာပါဆိုတော့ condition situation အဲ့လိုမျိုးပြောတာလေ။ဒီနောက်တစ်ခုကကြတော့ hardy ကကြတော့ဒါက app ကိုပြောတာပေါ့နော်။ဆိုတော့ဒီဥခါနေတဲ့နောက်မှာဒီအပေါင်းလေး G လေးထည့်လိုက်တဲ့ကြတော့ hardy ဖြစ်သွားတယ်သူက app ဆိုတဲ့သဘောတရားပါတွဲဖက်ရင်ကြတော့သူရှင်းဆိုပြီးတော့ဖတ်တယ်လေ။ပြီးတော့69ကကြတော့ဒါကစမ်းလို့သိထားပြီးသား
ဆမ်မွန်တို့ဆန်ကိုတို့မှာပါဆိုတော့လေဒါကိုမုတ်ပါတာဆိုပြီးဖတ်တယ်အနောက်ကရထွက်တယ်ပေါ့ဒါတော့မသိတော့ဘူးဒါကအန်တူးမှာဂိုင်းနေနဲ့ပဲတီးထားဖြစ်တယ်ခန်းစီကတော့အန်ဝန်လောက်မပါမထင်ဘူးဆိုတော့မုတ်ပါတာပေါ့နော်သူကကြောင့်အဓိကအားဖြင့်လို့အထူးတလဲအားဖြင့်လို့ဥမာဒီဆမ်မွန်ဆိုလို့ဒီတပါးတော့အထူးပြတာနဲ့အားကြောင့်ဒီမှာဆန်ကိုတောင်းထားတာပေါ့နော်ဆိုတော့မုတ်ပါတာဆိုပြီးဖတ်ပါတယ်ပြီးနောက်တစ်ခုကကြတော့တာနီဒါမှမဟုတ်ခီဝါမာတို့နောက်ကမာလူထန်နေကြခီဝါမာတို့လုံးနဲ့ဆိုရင်ကြတာနီလို့ဖတ်တယ်တော့ကြတော့တောင်ကြားကိုပြောတာပေါ့နော်ဆိုတော့ဒါကခုခုတွဲဖက်ကြခုခုဆိုပြီးဖတ်တယ်လေပြီးတော့69ကကြတော့ရှိဒီလုံးနဲ့ပဲရှိပါတယ်သူကကြတော့ဒီတမိုင်းလို့ပါရတဲ့ရှိရရှိနေပြီးတော့80ကကြတော့ဒါကခိုင်းဆိုပြီးတီဗီတာပေါ့နော်ခိုင်းတန်းမှာ F4 လောက်တင်နေနေရဆိုတော့လေကားအနေနဲ့တော့တီဗီတာဒါကကြတော့သူ့တလုံးနဲ့နောက်ကဘာမှမပါဘူးဆိုလို့ရှိရင်ကြတော့ခီစားဟာရှိဆိုပြီးဖတ်တယ်ဘာလဲဆိုတော့တကူကိုတိဆောက်တဲ့နေရာမှာတစ်စင်းလောက်သွားတဲ့ပုံစံမျိုးပေါ့နော်လှေကလေးလိုပဲဒီမှာလူပြင်ရပါတယ်လှေကလေးပုံစံနဲ့တိဆောက်တယ်လို့ပြောလာမှမသိဘူးနော်တခုပြီးတခုတစ်စင်းလောက်သွားတဲ့ပုံစံမျိုးနဲ့နောက်တစ်ခု81ကကြတော့ခူတာတလုံးနဲ့ဆိုလို့ရှိရင်ဗာထဲမှာတွင်မထားဘူးဆိုရင်သူ့ခူတာလို့ဖတ်တယ်သူပိုက်ကိုပြောပါဘောနော်ဒါပေမဲ့တွဲထားရဆိုလို့ရှိရင်ကြတော့ခန်းဆိုပြီးဖတ်ပါတယ်ပြီးတော့80ကကြတော့စူဝမွန်နော်ဒါကိုဟန်းဆိုပြီးတီးတီးတာပေါ့နော်ဟန်းတို့ပြောတို့သူ့တလုံးနဲ့ဆိုရင်ကြတော့စူဝမွန်လို့ဆိုပြီးဖတ်တယ်သူကဗာလဲကျတော့ပြောမှဆိုရင်တော့ဒီအဲ့လိုစစ်ပေါ့စစ်တပ်တို့အဲ့လိုမျိုး soldier တို့ army တို့ private တို့အဲ့လိုမျိုးကိုဟုတ်ပြပြပါဘောနော်ပြီး83ကကြတော့ဒါလေးဒါကသူ့ကိုစိတ်ဆူဆိုပြီးတော့လည်းဖတ်သေးရဲ့နောက်ကစူတူးထိုင်ကြတော့စိတ်ဆူတရားမတရားပေါင်းဆက်ဆံတော့ communicate လုပ်တာဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီမှာအနောက်ကဂူးထွက်တော့သူ့ကိုစူးဆိုပြီးတော့ဖတ်တယ်တောင်ပြောက်ထိတွေ့ဆက်ဆံတာဆိုတဲ့ပုံစံမျိုးပေါ့နော်နောက်ကကြတော့တွဲဖက်ကြတော့စိတ်ဆိုပြီးတော့ဖတ်တယ်လေပြီးတော့84ကကြဣထွက်တယ်ဒါကတော့ TV ဒါဣထွက်လို့ရှိရင်ကြဟိုဆိုရင်ခိုင်းထွက်ကြခိုမခိုင်းဟိုဆိုရကြတော့ပိန်တာကိုပြောတာခိုမခိုင်းကကြငွေအကျွေးပေါ့နော်တင်းနေတာကိုပြောတာလေဆိုတော့တော်တလုံးနဲ့ပုံမှန်သူတွဲပြီးဖတ်မယ်ဆိုလို့ရှိရင်ကြတော့ size ဆိုပြီးဖတ်တယ်ပေါ့နော်ပြီးတော့85ကကြနောက်ကခုထွက်တော့ခီခုဘာလဲဆိုတော့ဒီအာဒီတင်တက်ရောက်တာ effect ဆိုတဲ့တပတ်ပေါ့နော် the first ဖြစ်နေပြီးတော့ကြတော့သူတွဲဖတ်မယ်ဆိုလို့ရှိရင်ကြတော့ခိုးဆိုပြီးဖတ်ပါတယ်ဒီလားကခိုးမဟုတ်နော်မမနဲ့ဒီ96ကကြတော့မာတို့တလုံးနဲ့ဆိုရင်မာတို့နောက်ကဣထွန်ရင်မာတို့ဒါလည်းသိပြီးသားပါလုံးဝနာကိုပြောချင်တာလေသူ့တွဲဖက်မယ်ဆိုရင်ကြတော့ဂန်းဆိုပြီးဖတ်ပါတယ်ပြီးတော့89ကကြတော့ ED ရဒါတော့မသိတော့ဘူးED ရဲ့တို့သူ့တွဲပြီးဖတ်မယ်ဆိုလို့ရှိရင်ကြတော့1ဆိုပြီးဖတ်တယ်ပပါလဲဆိုတော့ဒီရင်းဆိုတဲ့သဘောတရားပေါ့နော်ပြီးတော့88ကကြတော့အနောက်က U ထိုင်ကြတော့သူ့တိုးလို့ဖတ်တယ်ဒီတိုင်းတွဲဖက်မယ်ဆိုလို့ရှိရင်ကြတော့ Roku လို့ဖတ်တယ်အတန်သွင်းတာတွေပါရင်မှာဒီကောင်ကိုတုံးတာလေ Roku on ဆိုတာအတန်သွင်းတာလေဒီမှာလည်း record လုပ်တာဆိုတဲ့သဘောပါပဲတို့ဒီပြီးတော့89ကကြတော့ခါအဲဒီမီလို့အနောက်ကမီလို့ထိုင်ရင်သူ့ခါအဲဒီမီလို့ဆိုပြီးဖတ်တယ်အနောက်ကခုထိုင်ရင်ကြတော့ဟာဘူးခုဆိုပြီးဖတ်တယ်ပေါ့နော်တရှိသိရကြတော့သူ့ဆဲတို့ရှော့တို့ဖတ်တယ်လို့ဆိုတာတော့ TV ဒါမနေလောက်မသိဘူးဆိုတော့ခါအဲဒီမီလို့နဲ့ဟာဘူးခုနဲ့တော့ဘာလဲဆိုတော့ဒီတခုခုပေါ့အာယုံစိုက်တာဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီပါပြီး80ကကြတော့အနောက်ကဣထွက်လို့ရှိရင်သူ့ဖူဒူကြီးဆိုပြီးဖတ်တယ်အနောက်ကအရှိရမှာမပါဘူးဆိုလို့ရှိရင်သူ့မွတ်တိုဆိုပြီးမွတ်တိုပေါ့နော်မွတ်တိုဆိုပြီးဖတ်တယ်စစ်ပြီးသိမပါဘူးငါစင်ရဆန်ပြီးတော့သူ့တွဲဖက်မယ်ဆိုလို့ရှိရင်ကြတော့ Q ဆိုပြီးဖတ်ပါတယ်သူကဘာလဲဆိုတော့အတိတ်ကဟာတခုခုပြင်ပြောချင်တဲ့ခါမျိုးမှာတုံးတယ်ပေါ့နော်အတိတ်က memory အတိတ်ကကိစ္စအဲ့လိုမျိုး binary smuggler ပေါ့နော်ဆိုတော့ဒီမှာတော့ group ပေးထားတော့ X ဆိုပြီးအနောက်ကတခုခုပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်သူ့တုံးပါတယ်87ကကြတော့ဟာရှိဒီဟာရှိတဲ့တရားတော့သူမဟုတ်ဘူးလေဆိုတော့ဒီဟာရှိတဲ့ဒါပြတွဲဖက်မယ်ဆိုလို့ရှိရင် cure ဆိုပြီးဖတ်ပါတယ်ဟိုဒါလေးကခီရှိကကြတော့ဒီကန်းကျွေပြောတာပါဆိုတော့ခီရှိတွဲဖက်မယ်ဆိုလို့ရှိရင်ကြတော့ခံလို့ဖတ်တယ်ပြီးတော့83ကကြတော့တီဗီတာအနောက်ကရင်းထွက်တဲ့မာဝါဒီပြောင်းနဲ့တွဲပြီးဖတ်မယ်ဆိုလို့ရှိရင်ကြရှူးဆိုပြီးဖတ်တယ်ပေါ့နော်နောက်ကြအနီးနာပတ်လေဆိုတဲ့ပုံမျိုးပေါ့နော်ပြီးတော့84ကကြတော့ဒီဆိုင်ဒါကပါလဲစုံတိုင်းတို့ဘာလို့အမှပါတယ်ပေါ့နော်ဒီဘာလဲတခုခုပြုတ်လောက်ထားတဲ့ပါဝင်ပစ္စည်းကိုပြောချင်တာပေါ့နော်ဒါပေမဲ့သူ့ဇာကြီးဆိုပြီးတော့တခါကြီးကြောက်လို့ရှိရင်မျိုးတစ်တာတို့ဘာလို့ဆိုပြီးတော့လည်းပြောရမျိုးရှိရတယ်နော်ပြီးတော့85ကကျတော့သူ့လုံးနဲ့ဆိုရင်တို့လို့ဖတ်တယ်တကားကိုပြောပါတော့ဒါတော့တည်တည်တာတွက်ဖတ်လို့ဆိုရင်ကျတော့ခိုးလို့ဖတ်တယ်
86ကကြောက်အိုးလို့ဖတ်တယ်ဒါတော့မသိလာဘူးထင်တယ်ပေါ့နော်သူကကြောက်စန်တာတို့မေဘယ်တို့ဒီအလဲတက်တဲ့အလဲကောင်ပြောတာပေါ့နော်ဆိုတော့အိုးဟုတ်ပြီးတော့89ကကြောက်ခံဒါတော့တိပြီးသားဟိုလက်မှတ်ကခံဆိုတော့လေဆိုတော့ဒါကလက်မှတ်ပေါ့နော်ခံလက်မှတ်ပြီးတော့88ကကြောက်အနောက်ကမူထွက်ရဲ့အာမှုလို့ဖတ်တယ်တလုံးနဲ့မဟုတ်ဘဲနဲ့တွဲဖတ်မယ်ဆိုလို့ရှိရင်ကြောက်ဟန်လို့ဖတ်တယ်အာမှုကကြောက်တော့လေဒီတိုးမွေးချီထိုးတာပြောတာပေါ့နော်ဒါမဲ့ဟိုဟန်ဆိုပြီးအဲ့လိုတွဲသုံးလိုက်တဲ့ခါကြလို့ရှိရင်သူ့အတစ်လောက်တယ်ဆိုတဲ့နေရာမျိုးမှာတွဲပြီးတော့တုံးများရဲပေါ့နော်ပြီးတော့89ကကြောက်အစာကစုနောက်ကစုထွက်တယ်စာကစုသူကကြောက်ရှာဖွေရပေါ့နော်တခုခုတွဲပြီးတော့ဖတ်မယ်ဆိုလို့ရှိရင်ကြောက်ဆိုပြီးတော့ဖတ်ပါတယ်ပြီးတော့90ကကြောက်သူ့ကိုတာခဲဆိုပြီးတော့ဖတ်တယ်ခန်းကြီးလေးကနည်းနည်းလှရဲပေါ့နော်ဆိုတာခဲဆိုပြီးတော့ဖတ်တယ်ဘာလဲဆိုတော့ဟိုကပါလဲဝါကိုပြောဝါပင်ပေါ့နော်ပြီးတော့တခုနဲ့တွဲဖတ်မယ်ဆိုရင်ကြောက်ချိခုဆိုပြီးတော့ဖတ်တယ်ချိခုရင်းဆိုပြီးတော့ရှိရပေါ့နော်တောအုပ်ကိုပြောရတယ်အားကြောက်အဝါဝယုံတော့ပေါ့ဝယုံတော့ပြ91ကကြောက်အနောက်ကအဲတို့ထွက်တယ်သူကကြောက်ခိုးအဲတို့ပေါ့နော်တခုဖြစ်ပွားရဆိုတဲ့သဘောတရားနဲ့တွဲပြီးဖတ်မယ်ဆိုလို့ရှိရင်ကြတော့ချောဆိုပြီးဖတ်ပါတယ်ပြီးတော့92ကကြတော့ဒါကနာမီကမိထွက်လဲနာမီပဲမိမထွက်လဲနာမီပဲပြီးတော့အနောက်ကဘေရုထွက်ရကြတော့နာလာဘေရုဒါတော့တိပြီးသားပေါ့နော်စီတန်းတာတန်းစီရဆိုတဲ့သဘောပေါ့နော်တွဲဖတ်မယ်ဆိုရင်ကြတော့ဟဲဆိုပြီးဖတ်ပါတယ်ပြီးတော့93ကကြတော့ရီယောဒီရောကကြတော့ဒီတခုခုကိုကုတာလားကုစားတာဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒါဒီရောနဲ့ပြီးတော့94ကကြတော့တိုတို့တိုတို့ကကြဒီတခုခုယူလိုက်တာကောက်ယူလိုက်တာတိုဒီမှာစပေါ်နာအဲ့ဒါပဲပြောရတယ်ပြီးတော့သူတွဲဖက်မယ်ဆိုရင်ကြတော့ size ဆိုပြီးတော့ဖတ်ပါတယ်ပြီးတော့95ဒါလေးပေါ့နော်ဒါကကြတော့တလုံးလဲဆိုလို့ရှိရင်သူမိုရီလို့ဖတ်တယ်ဒါတော့ TV ဒါ N5 လောက်တည်းကပါတယ်ပေါ့နော်တွဲဖက်မယ်ဆိုရင်ကြတော့ရှင်းဆိုပြီးတော့ဖတ်တယ်တော့တောအုပ်ကိုပြောတာပါ96ကကြတော့အနောက်ကဥထွက်ရင်ကြတော့ခီဆိုးလို့ဖတ်ရတယ်ဒါကတိကိုတည်ထားတဲ့ပေါ့နော်ခဏမေးရဲ့အန်တူမှာဒီခန်းကြီးကလေဆိုတော့ဥထွက်ရင်ခီဆိုးကိုအနောက်ကရူထွက်ရင်ကြတော့10တို့တော့တိတ်မတည်ကြဘူးပေါ့နော်သူကဘာလဲဆိုတော့တရားနဲ့ရှင်ပြိုင်တိုက်ခိုက်တာဆိုတဲ့ပုံစံမျိုးပေါ့နော်တွဲဖက်မယ်ဆိုလို့ရှိရင်ကြတော့သူခေါ်ဒါမှမဟုတ်ခဲဆိုပြီးဖတ်ပါတယ်ပြီးတော့69ကကြတော့ခိုင်တာကြီးကိုရှော့ကိုင်ကခိုင်ပေါ့နော်အတိအကျအတိတ်ပဲမရှိဘူးသူနဲ့တွဲလိုက်တဲ့ဟာပေါ့မူတည်ပြီးတော့အတိတ်ပဲတက်ရောက်သွားဆိုတော့လေဒီပါပြီးတော့98ကကြာဒါလေးကိုတစ်လုံးနဲ့ဆိုရင်မဲ့လို့ပတ်တယ်သူကဘာလဲဆိုတော့ဟိုအမြင့်ကိုပြောတာပေါ့နော်ပြီးတော့တွဲဖက်မယ်ဆိုရင်ကြာတော့သူခွန်းဆိုပြီးဖတ်တယ်နဲ့ပြီးတော့ဟန်ဒီဟန်ကတော့တည်ပြီးသားဟန်ပိုင်းကဟန်ပေါ့နော်ဒီရောင်းချရဲဆိုရင်ဟာကဟန်ဆိုတာဒီမှာလဲသူက marketing ဆိုတဲ့သဘောတရားနဲ့ပြီးတော့နောက်ဆုံးတစ်ခုကကြာတော့ Reiki ဒါက Reiki ရှိဆိုတဲ့တမိုင်းရ Reiki ပေါ့နော်သူကလည်းဒီအချိန်နေရောကကိစ္စတစ်ခုကိုပြန်မြတ်သုံးတဲ့အခါမှာဒီ Reiki ကိုသုံးတယ်ပေါ့နော် Okay ပါဆိုတော့ဒီနေ့ article share လုပ်ပေးချင်တာကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအချိန်ပေးပြီးကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်အကယ်၍စာကိုခဏပြန်ပြီးမကြိုက်စင်တဲ့သူတွေကလည်းဒီဗီဒီယိုကိုပဲ share ထားပြီးတော့ဒီခဏပြန်ပြီးနားထောင်လို့ရတယ်ပေါ့နော်じゃあ皆さんお疲れ様でした。この名さやびさんもピネチャバシ、またね。